နဲသားလမ်းမှာဒီလိုဘူးကုံနေလဲပြီးတော့ဒီလိုပတ်စံနေရတယ်လို့ပြောရင်မိတ်ဆွေတို့ရုပ်မလားမယုံဆိုရင်ကျွန်တော်လိုက်ပြမယ်ကျွန်တော်အခန်းထဲမှာပေါ့နော်ဘူးကုံတွေကတော့အများကြီးပဲတအိမ်လုံးမှာရှိတဲ့ဘူးကုံတွေအကုန်လုံးကျွန်တော်အခန်းထဲရောက်နေတာပေါ့နော်ဒီဘူးကုံတွေရဲ့အပေါ်မှာဒီလိုမျိုးယူရိုပြန်လဲလို့ရတဲ့ဟာပါတယ်ဆိုရင်တော့ကိုကလဲလို့ရတယ်ပေါ့နော်ဒါမပါဘူးဆိုရင်တော့လဲလို့မရဘူးပေါ့အဲ့လိုနဲ့ကျွန်တော်လည်းအိမ်မှာရှိသမျှဘူးတွေရောအကုန်ထည့်လိုက်ပါတယ် A few moments later. ကျွန်တော်တို့ဒီမှာအေးရယ်လွယ်အေးရယ်ဟိုမှာကျွန်တော်ညီရဲ့ဒီမှာအေးရယ်โอเค3ရင်းလောက်ရှိပါတယ်အဲ့ဒါကိုတော့ထုတ်ပါကဲကျွန်တော်ဒီနေ့အောက်ပိုင်းဆောက်ရမှာဆိုတော့စပိတ်မနေကျင်တော့မလေးအဲ့တော့ကျွန်တော်ညီရဲ့ဒီမှာdelivery ပို့ခိုင်းတာခဏတော့ပေါ့နော်ကျွန်တော်ကအောက်ပိုင်းဆိုတော့သူ့လည်းကျင်ပို့ခိုင်းရမှာကျွန်တော်မှဆိုတော့ဒီမှာပါတော့ဒီမဲ့တော့လိုက်တယ်ဒီလေးဖြည်းဖြည်းပေါ့ပါကိုကြီးလွှဲနေပြီကြီးလေးလောပါဦးကြီးလေးအဲ့လိုနဲ့ကျွန်တော်တို့လည်းရှိသမျှအချိန်တွေကိုထုတ်တင်ပြီးတော့မောကိုသွားနေပါတယ် A few moments later. အဲ့လိုနဲ့ကျွန်တော်တို့မောကိုရောက်ပြီးတော့စပြီးလဲနေပါပြီA few moments later. ကျွန်တော်တို့အေးဘူး40နဲ့ရေတန်းဘူး10ဘူးထဲတဲ့အချိန်မှာ9ယူရိုနဲ့ပြား60ရပါတယ်အဲ့ဒီ9ယူရိုနဲ့အမေမာတဲ့စီဘူးလေးပဲဝယ်ခဲ့လိုက်ပါတယ်ဒီမှာနောက်တစ်ခုကဒီလိုမျိုး homeless တွေတော်တော်များများအဲ့လိုမျိုးကျွန်တော်တို့ရေတောင်းရင်အေးတောင်းရင်အဲ့ဒီဘူးကုန်းလေးကိုစောင့်နေတာပေါ့နော်ဘူးကုန်းစောင့်ပြီးတော့တို့အထုပ်တွေအများကြီးပဲအဲ့ဒီအထုပ်တွေနဲ့ဒီဘူးတွေနဲ့ဒီကိုလာလဲကြရပေါ့နော်လာလဲပြီးတော့အဲ့လိုမျိုးစားကြတာပေါ့ဗျာအသက်ရှင်ရတာပေါ့တည့်ရဲ့အတိုင်းပဲဒီလိုပါပဲဒီလိုနိုင်ငံမှာလဲတောင်းစားတဲ့လူကမရှိတာတော့မဟုတ်အဲ့လိုမျိုးဘူးကုန်းလေးပါစားစရာမရှိတော့လေအဲ့လိုဘူးကုန်းတွေနဲ့အသက်ရှင်ရတဲ့လူတွေလည်းရှိတယ်ကွာအဲ့လိုမျိုးပေါ့အဲ့လိုနဲ့ကျွန်တော်တို့အိမ်ပြန်နေပါပြီကျေးဇူးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့